ငှက်ကလေးရဲ့ခရစ်စမတ်ဆုတောင်းအားလုံးပဲမင်္ဂလာပါတကယ်ချင်းတို့ရဲ့ငှက်ကလေးတို့ရဲ့ Swanbird Story ကာတွန်း channel လေးကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ်ငှက်ကလေးများရဲ့စိတ်ဝင်စားစရာကာတွန်းလေးတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့လို့ subscribe လေးနဲ့ပြီးတော့အားပေးခဲ့ပါအောင်နော်ဒါဆိုရင်တော့ဇလန်းလေးကိုအခုပဲစတင်လိုက်ပါပြီအခုဆိုရင်တောအုပ်ထဲမှာခရစ်စမတ်ကာလရောက်ရှိလို့လာပါပြီကောင်းကင်ကနေဖြူဖွေးတဲ့နှင်းလေးတွေကနေရာတိုင်းမှာကြာဆင်းလို့နေပါတယ်ဒီလိုနဲ့ပဲတတော်လုံးမှာဘေးနေရာကြီးကြီးမြူနေတွေကလက်ညှိုးထိုးမလွှဲအောင်ရှိနေတာပေါ့တော်ထဲမှာရှိတဲ့ငှက်တွေအားလုံးကလည်းတောလေးမှာရှိတဲ့ခရစ်စမတ်သစ်ပင်ကိုလှလှပပအလှဆင်ထားကြပါတယ်ဒီလိုနဲ့တောအုပ်ထဲမှာခရစ်စမတ်ပွဲတော်ကိုတခါတနာကျင်းပနေကြတာပေါ့ဒါပေမဲ့အဲ့ဒီတော်တွေကစာကလေးမိသားစုကတော့အရန်ကိုဝမ်းနေနေတာပေါ့အမေတော်ထဲမှာအားလုံးကခရစ်စမတ်ပွဲကိုပျော်ပျော်ပါပါကျင်းပနေကြတယ်ဒါပေမဲ့သားတို့ကြမှာဘာလို့ပျော်ပျော်ရွှင်ရွှင်မဖြတ်တန်းနိုင်ရတာလဲသားလေးရင်ဘာမှပူမနေနဲ့အမေတို့တွေရဲ့အခြေအနေကမကြခင်ပြောင်းလဲသွားမှာပါသားဖေကလည်းမကြခင်ပြန်ရောက်လာတော့မှာပါသူပြန်ရောက်လာရင်တို့တွေခရစ်စမတ်ပွဲတော်ကိုပျော်ပျော်ကြီးကျင်းပကြမယ်လေဒါပေမဲ့အမေရဲ့အဖေကဘာလို့အခုချိန်ထိပြန်မလာသေးတာလဲပြီးခဲ့တဲ့နှင်းမုန်တိုင်းတော့တားဖေတောထဲကနေပျောက်သွားခဲ့တာလေသူဘာဖြစ်သွားလဲဆိုတာဘာတည်းမှမကြားရသေးဘူးဒါပေမဲ့တို့တွေခရစ်စမတ်ပွဲမကျင်းပနိုင်ရင်လေဘာဖြစ်လဲသားရဲ့တို့အိမ်မှာမေတ္တာတရားတွေအများကြီးရှိနေရပဲအဲ့ဒါကတို့သားမိတွေအတွက်လုံလောက်ပါတယ်အဲ့ဒီလိုပြောရင်ဝါဝါကလေသူ့ရဲ့သားလေးကိုနှစ်သိမ့်ဖို့အတွက်ကြိုးစားရှာပါတယ်ဒါပေမဲ့ဂူဂူကတော့သူ့အဖေကိုအရန်တတိယပြီးတော့အရန်ဝမ်းနေနေတာပေါ့အဲ့ဒီအချိန်မှာတော်တွေကတခြားငှက်တွေအားလုံးခရစ်စမတ်သစ်ပင်နားမှာရောင်စုံမီးတွေနဲ့အလှဆင်နေကြပါတယ်ဒါရီအားလုံးကိုကူကူလေးခင်ဗျာမှာတော့အိမ်ရှိမှထိုင်ပြီးငေးကြည့်နေရတာပေါ့ဟေးကူကူအဲ့ဒီကနေဘာထိုင်ကြည့်နေရလဲလာလေနေလေငါတို့နဲ့အတူတူတစ်ပင်ကိုလာပြီးတော့အလှဆင်ပါလားဟဲ့အန်တီရာနီဒါဒီခရစ်စမတ်မှာပွဲမလုပ်ချင်ပါဘူးတားဖေပြန်လာမှပဲတားပြောင်းမှမို့လို့ပါဘာနေဖေပြန်လာမေးလို့အခုထိယုံကြည်နေတော့လားပြီးခဲ့တဲ့ခရစ်စမတ်တုန်းကနှင်းမုန်တိုင်းထဲမှာပျောက်သွားတဲ့နေဖေကပြန်မလာနိုင်တော့ဘူးဟဲ့အဲ့ဒါကြောင့်ငါတို့စီလာပြီးတော့ဒီခရစ်စမတ်ပွဲတော်မှာပျော်ပျော်ပါပါလာပျော်စမ်းပါအဲ့ဒီလိုပြောပြီးတော့ကြီးကဲမရာနီကတစ်ပင်အလှဆင်နေတဲ့အလုပ်ကိုပြန်လုပ်နေပါတယ်ရာနီရဲ့စကားကိုကြားလိုက်ရတဲ့အခါကူကူလေးခမပို့ပြီးတော့ဝမ်းနေသွားတာပေါ့သူ့ခမတကောင်နေတစ်ပင်ပေါ်မှာထိုင်ပြီးတော့သူ့အဖေကိုလွမ်းနေပါတယ်အဲ့ဒီအချိန်မှာပဲဝါဝါကလည်းသူ့ရဲ့သားလေးကိုရှာရင်းနဲ့အဲ့ဒီနေရာကိုရောက်လာခဲ့ပါတယ်ကူကူသားလေးဘာဖြစ်လို့လဲဒီမှာဘာလို့လာထိုင်နေရတာလဲအမေသားအဖေကိုတတိယနေလို့ပါအဖေအမြန်ပြန်လာရင်ကောင်းပါပဲနော်အဖေသားရှိရင်အဖေနဲ့အတူပျော်ပျော်ကြီးဆော့ပြည့်အောင်မေခရစ်စမတ်သစ်ပင်မှာမီးလုံးတွေခေါင်းလောင်းတွေချိတ်ပြီးတော့ပျော်ပျော်ရွှင်ရွှင်နေခြင်းနဲ့အမေရဲ့သူ့သားလေးရဲ့အဖြစ်ကိုမြင်ရတဲ့အခါဝါဝါခမအရန်ကိုစိတ်မကောင်းဖြစ်သွားတာပေါ့ဘာမှမပူနဲ့သားလေးသားဖြစ်ခြင်းနဲ့ဆန္ဒတွေတေချာပေါက်ပြေဝလာမှာပါတကယ်လားမေမေအမေကဘယ်လိုလုပ်ပြီးတော့အဲ့ဒီလိုပြောနိုင်ရတာလဲဟုတ်တယ်သားလေးရဲ့ခရစ်စမတ်ရောက်ရင်ကောင်းကင်ဘော်ကနေစက်တာငှက်ကြီးဆင်းလာတတ်တယ်သူကကလေးငယ်လေးတွေရဲ့ဆန္ဒမှန်သမျှကိုဖြည့်ဆည်းပေးတယ်လေဟေးဟုတ်လားမေမေစက်တာငှက်ကြီးကိုသားကဘယ်လိုလုပ်တွေ့နိုင်ပါလဲသားရဲ့စိတ်ထဲကနေစက်တာငှက်ကြီးကိုဆူတောင်းလိုက်အောင်မေဒါဆိုရင်သူကသားလေးရဲ့ရှိကိုတေချာပေါက်ရောက်လာလိမ့်မယ်ဝါဝါကလည်းအဲ့ဒီလိုကြံဖန်ပြောပြီးတော့သူ့ရဲ့သားလေးကိုနှစ်သိမ့်ပေးလိုက်ပါတယ်ကဲသားလေးရေလာအိမ်ပြန်ကြစို့ဒီလိုနှင်းကြတဲ့အထိထိုင်နေရင်သားဖျားသွားလိမ့်မယ်မေမေပဲအိမ်ပြန်နေပါနော်သားဒီမှာခဏလောက်ဆော့ပြီးမှပြန်လာခဲ့မယ်အေးမြန်ပြန်လာနော်သားလေးဝါဝါလေးအဲ့ဒီလိုမှပြီးတော့အိမ်ပြန်သွားပါတယ်
ကူကူလေးကတော့ကောင်းခင်ကြီးကိုမောကြည့်ပြီးအကြာကြီးထိုင်နေခဲ့ပါတယ်။ဆက်တာငယ်ကြီးလာပြီးတော့သူ့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးမယ်လို့သူယုံကြည်နေခဲ့တာပါ။ဆက်တာငယ်ကြီးရဲ့ခမဘတော်များမှာကျွန်တော်ရှိကိုပေါ်လာမှလေးဗျာ။မြင်မြင်လာပါတော့ခရစ်စမတ်မှာကျွန်တော်ဘာလဲဆောင်ပစ္စည်းကိုမှမလိုချင်ပါဘူး။ကျွန်တော်အဖေကိုပဲကျွန်တော်စီပြန်ခေါ်လာပေးပါ။အဲ့ဒါဆိုကျင်းနေပါပြီ။အဲ့ဒီလိုပြောရင်ကူကူလေးကကောင်းခင်ကိုမောကြည့်နေတော့မှပဲရုတ်တရက်ဆိုသလိုအံ့ဩသွားပါတယ်။အကြောင်းရင်းကတော့ဖြူဖွေးလှပါပြီးခရစ်စမတ်အုပ်ထုပ်ဆောင်ထားတဲ့ဆက်တာငယ်ကြီးတစ်ကောင်ကသူ့ရဲ့ရှေ့မှာပေါ်လာလို့ပါပဲ။ဟာငါအိမ်မက်မဲ့နေရလားတကယ်လားဆက်တာငယ်ကြီးခင်ဗျားတကယ်ရောက်လာတာလားခလေးလေးဒီလိုခရစ်စမတ်မှာအားလုံးကိုပျော်ပျော်ရွှင်ရွှင်ရှိစေချင်တာဒီရစန္ဒာကြီးရဲ့ဆန္ဒပါပဲမင်းရဲ့ဖေကိုရှာနေတယ်မဟုတ်လားဟုတ်ကဲ့ဟုတ်ပါတယ်ဆန္ဒငယ်ကြီးကျွန်တော်အဖေကိုပဲပြန်တွေ့ချင်တာပါတခြားဘာမှမလိုချင်ပါဘူးကျွန်တော်ကိုအဖေစီကိုခေါ်တော်ပေးနိုင်မလားမပူပါနဲ့ခလေးလေးရဲ့မင်းကိုတေချာပေါင်းခေါ်တော်ပေးပါမယ်ပြီးခဲ့တဲ့နှင်းမုန်တိုင်းတော့မင်းအဖေကတခြားတော့ကိုရောက်သွားခဲ့တာအဲ့ဒီကနေဒီတော့အုပ်ကိုပြန်လာဖို့လမ်းမသိတော့လို့အဲ့ဒီမှာပဲသူ့ခမတောင်တင်နေရရှာတာအမလီဖေဖေခမတနာဆရာကောင်းလိုက်တာစန္ဒာငယ်ကြီးကျွန်တော်ကိုအဖေစီကိုခေါ်သွားပေးပါဗျာအဖေကိုကျွန်တော်ဒီတော့အုပ်ကိုရအောင်ပြန်ခေါ်လာခဲ့ပါမယ်ကောင်းပြီလေမင်းရဲ့ဖေဘယ်နားမှာရှိလေဆိုတာမင်းမြင်အောင်ငါလိုက်ပြပေးမယ်အဲ့ဒီလိုပြောပြီးတော့စန္ဒာငယ်ကြီးအောင်ကူကူလေးကိုခေါ်ပြီးတော့သူ့ဖေရှိတဲ့တောအုပ်စီကိုပြန်တန်းသွားပါတယ်။ကောင်းခင်အမြင်ကြီးကနေလှမ်းကြည့်လိုက်တော့ကူကူကလေသူ့အဖေကိုပြန်တွေ့လိုက်ရပါတယ်။အဖေတာကူကူလေတားခေါ်တာကြလားအဖေ။အဲ့ဒီလိုအော်ခေါ်ရင်ကူကူလေးကလေအရှိန်နဲ့ပြန်ဆင်းသွားပါတယ်။သူ့ရဲ့သားလေးကိုတွေ့လိုက်ရတဲ့စားကလေးကိုပြားကလည်းဝမ်းသာအားရနဲ့ကူကူလေးကိုပွေးဖက်လိုက်ပါတယ်။ကူကူသားလေးဘယ်လိုလုပ်ပြီးတော့ရောက်လာတာလဲအဖေလေးသားနဲ့သားမေကိုမတွေ့ရလို့အရန်ဝမ်းနေနေတာဒီတော့ဒီကနေဘယ်လိုပြန်ရမလဲဆိုတာလည်းမသိလို့တော်တော်လေးကိုဒုက္ခရောက်နေတာအဖေအခုဘာမှမပူနဲ့တော့ဟိုမှာစန္ဒာငယ်ကြီးကတားဝတီအထိခေါ်လာပေးတာလာအိမ်ပြန်ဖို့လမ်းကိုတားသိတယ်အဖေကိုသာပြန်ခေါ်သွားပေးမယ်ဒီမြေကွင်းကိုကြည့်ပြီးတော့စန္ဒာငယ်ကြီးကလည်းကောင်းခင်ဘောကနေပီတိဖြစ်နေပါတယ်ခဏကြာတော့စန္ဒာငယ်ကြီးကလည်းပြန်ပြောက်သွားပါလေအောင်ကူကူလေးကသူ့ဖေကိုခေါ်ပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့အိမ်ပြန်လာခဲ့ပါတယ်ဝါဝါကလည်းအနေနဲ့အလားလားပျောက်သွားတယ်သူ့ယောက်ျားကိုပြန်တွေ့လိုက်ရတော့အရန်ဝမ်းသာသွားတာပေါ့ကျမအိမ်မက်မက်နေရမဟုတ်ပါဘူးနော်ကိုဗျာရှင်တကယ်ပဲပြန်ရောက်လာတာလားတားကိုယ်တိုင်အဖေကိုသွားခေါ်လာတာလေမေမေရဲ့စန္ဒာငယ်ကြီးကအဖေရှိတဲ့နေရာကိုလိုက်ပြပေးတာတကယ်လားသားလေးဖယားသခင်ရဲ့ကျမတို့မိသားစုလေးကိုအခုလိုပြန်ဆုံစည်းပေးလို့ကျေးဇူးတင်လိုက်တာရှင်အဲ့ဒီလိုပြောရင်ဝဝတို့မိသားစုကလည်းကောင်းကင်ကြီးကိုမောကြည့်ပြီးတော့ကျေးဇူးတင်စကားပြောလိုက်ပါတယ်ပြီးတော့ကူကူလေးလှုပ်ချင်တဲ့အတိုင်းအိမ်ရှိမှာခရစ်စမတ်သစ်ပင်ဆိုင်အလှဆင်ပြီးတော့တမီသားစုလုံးပျော်ပျော်ရွှင်ရွှင်နဲ့ခရစ်စမတ်ပွဲတော်ကိုဆင်နွှဲလိုက်ကြပါတော့တယ်တငယ်ချင်းလေးတို့ရေအဲ့ဒါကြောင့်ဘေးပတ်ဝန်းကျင်ကဘလို့ပဲမဖြစ်နိုင်ဘူးလို့ပြောနေပါစေကိုယ့်ရဲ့ရင်ထဲမှာခိုင်မာတဲ့ယုံကြည်ချက်နဲ့မျှော်လင့်ချက်သာရှိနေမယ်ဆိုရင်တော့တကယ်လက်တွေ့ဘဝမှာမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အရာတွေတောင်မှအံ့ဩစရာကောင်းလာအောင်ဖြစ်လာနိုင်တယ်ဆိုတာကိုဒီပုံပြင်လေးကနေသင်ခန်းစာယူကြပါတော့အခုပြောပြခဲ့တဲ့ပုံပြင်လေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့လိုက်လေးပြေးသွားဖို့မမေ့ပါနဲ့နော်ပုံပြင်လေးကနေသင်ခန်းစာတစ်ခုကိုရရှိခဲ့မယ်ဆိုရင် channel လေးကို subscribe လေးလုပ်သွားပါနော်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ပုံပြင်တွေကိုနောက်ထပ်တင်ဆက်ပေးအောင်ပါမလို့ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်လောကဒန်ကိုအန်တူမင်းငှက်ပါလေအားလုံးပဲမင်္ဂလာပါတငယ်ချင်းတို့ရေငှက်ကလေးတို့ရေ Sunbird Story ကာတွန်း channel လေးကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ်ငှက်ကလေးများရေးစိတ်ဝင်စားစရာကာတွန်းလေးတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့လို့ subscribe လေးနှိပ်ပြီးတော့အားပေးခဲ့ပါဦးနော်တ
ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစတင်လိုက်ပါပြီ။စာကလေးမလေးဝါဝါဟာနေမကောင်းဖြစ်ကလေးကသူ့ရဲ့သမီးလေးကုတီယာအတွင်းအရှမ်းစိတ်ပူနေခဲ့တာပါ။သူကသူ့မိတ်ဆွေတွေကိုသူ့ရဲ့သမီးလေးကိုစောက်ရှောက်ပေးဖို့မှားခဲ့ပြီးတော့တိတ်မကြခင်မှာပဲဆုံးပါသွားခဲ့ပါတယ်။ကုတီယာကလည်းသူ့ရဲ့အမေမှားခဲ့တဲ့အတိုင်းဒေါ်လေးဖြစ်သူစီကိုတန်တန်မတ်မတ်ထွက်လာခဲ့တာပေါ့။ညောင်ပင်ကြီးကဒီမှာဆိုတော့ဘေးကအိမ်ပေါ့ဟုတ်တယ်ဒါဒေါ်လေးတို့ရဲ့အိမ်ပဲကုတီယာလေးကတကားခောက်လိုက်ပါတယ်အိမ်ဒီကနေတကားပေါက်ကနေတစိဝါဝါရဲ့ဒေါ်လေးကချောင်းကြည့်လိုက်ပါတယ်ကုတီယာလေးတကောင်လေးပါလားဒါဆိုသူ့ရဲ့မိကဆုံးသွားပြီပေါ့ကုတီယာကိုသာငါလက်ခံလိုက်ရင်ငါယောက်ျားကကုတီယာရောငါ့ကိုပါအိမ်ကနေမောင်းထုတ်မှသိကြတယ်ခဏခဏလူဆိုးဖြစ်ရတာထက်တခါတည်းပင်လူဆိုးလုပ်လိုက်တာကောင်းပါလေဒေါ်လေးရွှေကတကားဖွင့်လိုက်တာနဲ့ကုတီယာကသူ့ဒေါ်လေးကိုဖတ်ပြီးတော့ငိုပါတော့တယ်ဒေါ်လေးမေမရှိတော့ဘူးမေသမီးကိုတယောက်တည်းထားပြီးတော့ထွက်သွားပြီမေကညကလေးကသူ့အခြေအနေကိုသူသိနေခဲ့တာအဲ့ဒါကြောင့်မေကသမီးကိုဒေါ်လေးစီမှာသွားဖို့အတွက်မှားသွားခဲ့တာတိတ်ပါတော့ကုတီယာလေးရေဒေါ်လေးအရင်အားနာပါတယ်ကွယ်ဒေါ်လေးယောက်ျားကသမီးကိုလက်ခံလောက်တဲ့အထိသဘောကောင်းနေသူမဟုတ်ဘူးသမီးဒီမှာနေပျော်မှာမဟုတ်ဘူးဆိုတာဒေါ်လေးသိတယ်အဲ့ဒါမျိုးကိုဒေါ်လေးမကြည့်ရပါဘူးကွယ်သမီးရဲ့မိရဲ့အိမ်မှာပဲပြန်နေလိုက်ပါနော်သမီးပြန်လိုက်ပါတော့ကွယ်ကုတီယာလေးခင်ဗျာရှက်ကြီးတငယ်ငိုကြွေးနေရင်နဲ့ဒေါ်လေးဖြစ်သူရဲ့စကလုံးလှလှတွေနဲ့ညင်းပေတာကိုနားထောင်နေရရှာပါတယ်ဒေါ်လေးဒီစကားတွေကိုမေရှိတော့မှမပြောခဲ့တာတော်သေးတာပေါ့အနည်းဆုံးတော့မေမသိခင်လေးမှာသမီးအတွက်ဒေါ်လေးရှိတယ်ဆိုပြီးတော့စိတ်အေးသွားရသေးတယ်တောင်းပန်ပါတယ်ဒေါ်လေးသမီးတီကိုမလာခဲ့တဲ့ကုတီယာလေးကလည်းအဲ့ဒီကနေလှည့်ပြန်သွားပါတယ်ဒေါ်လေးရွှေကတော့စိတ်ကောင်းရှိလားမရှိလားမသိသူ့တူမလေးထွက်သွားတာကိုကြည့်ပြီးတော့မျက်ရည်ကျနေပါတယ်သူကလည်းအခြေအနေအရမတက်တာလို့ဖြစ်ပါလိမ့်မယ်ပြီးတာနဲ့တကားပိတ်ပြီးတော့အိမ်လေးကိုဝင်သွားပါတယ်ကုတီယာလေးဟာညကလေးကဘာမှမစားရသေးပါဘူးလမ်းမှာပြန်လာရင်နဲ့သူ့အမေရဲ့ငေးတငယ်ချင်းကျတူရဲ့ဦးလေးကြီးကိုစရဲ့အိမ်ကိုဝင်သွားပါတယ်ဦးလေးကညကလေးကအကုန်တီးပြီးသားပါသမီးမေကသူမနေရတော့ဘူးဆိုတဲ့အကြောင်းဦးလေးကိုပြောပြခဲ့ပါတယ်ဦးလေးအမေကတော့အသက်ဆက်ရှင်ဖို့ညှောင်းလေးချက်ကိုဘယ်တော့မှမစွန့်လို့ရဘူးလို့မှားခဲ့ပါတယ်ပြီးတော့သမီးမနေ့ကလေးကထမင်းမစားရသေးလို့အစာဘယ်မှာရှာရမလဲဆိုတာသမီးမသိပါဘူးဦးလေးရဲ့ဒီရပိုင်းအစာရှာဖို့ဆိုရင်တခြားတော့တစ်ခုကိုသွားမှရတာဦးလေးကတော့မနေ့စောကြီးကလေးကအစာသွားရှာပြီးလို့ပြန်ရောက်နေပြီဦးလေးရဲ့ဦးလေးစီမှာသမီးစားဖို့အတွက်အစာလေးနည်းနည်းလောက်များရှိမလားယင်အဲ့လိုဆိုရင်ဦးလေးအတွက်အရန်ခက်ခဲသွားလိမ့်မယ်သမီးရဲ့သမီးကိုအစာပေးလိုက်ရင်ဦးလေးမိမခင်ဗျာအငဲ့နေရရှာမှာသူကမြစ်စိတ်မှာရေသွားတော့ပြီးတော့ခဏနေပြန်လာတော့မှာအဲ့ဒါဆိုဦးလေးကလူရဲ့အိမ်ကဟိုရှိကအိမ်ဟုတ်တယ်မလားဦးလေးဟုတ်တယ်အဲ့ဒီအိမ်ပဲသမီးမေကမနေ့ညနေကသူ့စီကိုလည်းသွားခဲ့သေးတယ်ကုတီယာလေးကလည်းအဲ့ဒီကနေချီကဲကလူတော့အိမ်ကိုသွားလိုက်ပါတယ်ဒီလောက်ငငယ်ရွယ်လေးနဲ့ဒုက္ခတွေကြီးလာပါလားကုတီယာရဲ့သမီးမေကငငယ်လေးရှိသေးတာကိုဘာတွေဖြစ်သွားတာလဲကွယ်မေကကြောက်ကပြက်စီးနေတာပါဒါပေမဲ့မေကအဲ့ဒီကိစ္စကိုဘသူကိုမှမပြောဘဲတစ်ချိန်လုံးဖုံးကွယ်ထားခဲ့တာမနေ့ကသနာစရာသူခင်ဗျာအတီးစီကိုလာတော့စိတ်မကောင်းစရာတွေပြောသွားသေးတယ်အတီးသမီးအိမ်မှာတယောက်တည်းမနေရဲလို့ပါဒီနေ့တညလောက်အတီးအိမ်မှာပေးအိပ်ပါလားယင်တညလေးဆိုရင်တော့အတီးအိမ်တကားကအမြင့်ဖွင့်ထားမှာပါဒါပေမဲ့သမီးလေးမနှက်ဖန်ကြရင်ဘယ်လိုလုပ်မလဲဆိုတာကိုတော့တေချာစဉ်းစားအောင်နော်နောက်တနေ့မနေ့ကိုရောက်တော့ကုတီယာလေးကသူ့အမေအစာရှာထွက်လေးရှိတဲ့အချိန်တိုင်းအဲ့ရကနိုးလာပါတယ်
သူကလေအိမ်ကနေအမြန်ထွက်လာပြီးတော့တခြားငှက်တွေသွားနေတဲ့လမ်းကြောင်းအတိုင်းလိုက်ပြန်တာပေါ့တခြားငှက်တွေရဲ့နောက်ကနေလိုက်ရင်တောင်တန်းတွေရဲ့ဟိုဘက်ချမ်းကိုရောက်လာပါတယ်အဲ့ဒီမှာအစာတွေအများကြီးကိုတွေ့လိုက်ရတော့ဂူဒီယာလေးကဝမ်းသာသွားပါလေရောဒီနေ့တော့ကိုစိန်နဲ့ခေါ်ရီတို့ကဂူဒီယာကိုလှည့်တော်မခေါ်ကြပါဘူးဂူဒီယာကသူတို့အတွင်းဝန်ထုတ်ဝန်ပို့ဖြစ်လာမှာကိုကြောက်နေကြတဲ့ပုံမှာဂူဒီယာလေးကလည်းဘိုင်ဝအောင်စားပြီးတော့အိမ်ပြန်ဖို့အစာနေနဲ့တည်လာပါတယ်အဲ့ဒီလိုနဲ့ပဲနေ့ရက်တွေကတရွေ့ရွေ့ကုံဆုံးလာခဲ့ပါတယ်အတိတ်ကဝမ်းနေစရာတွေကလည်းတဖြည်းဖြည်းမှေးမိန်လာပြီးတော့ဂူဒီယာလေးကလည်းအရွှေရောက်လာခဲ့ပါတယ်အချိန်နဲ့အမျှအရာအလုံးကိုတင်ယူတက်မြောက်ခဲ့သလိုအိမ်ပြင်အတိုက်ဆောက်တဲ့ဖို့လည်းတင်ယူခဲ့ပါတယ်ဒီနေ့တော့သူ့အိမ်ခေါင်မှုကိုပြင်ဖို့အတွက်တကိုင်း6လေးတွေကိုစူဆောင်းနေပါတယ်တကိုင်းတွေကိုစီးလိုက်ပြီးတဲ့အခါမှာတော့ဒီမှာရှင်ကျမခေါင်းပေါ်ကိုဒီတကိုင်းစီလေးတင်ပေးလို့ရမလားမလန်မကန်းမှာထိုင်နေတဲ့ငှက်တကောင်ကဂူဒီယာအတန်ကြားပြီးတော့ရောက်လာပါတယ်ခမကိုကျွန်တော်ဗမာမြင်ဘူးပါလေဆရာဝန်ကြီးဦးနီရဲ့ဆေးကမ်းမှာထင်နေဟုတ်တယ်ကျမမှတ်မိပြီအခုတော့ကျမတို့လည်းအသက်ကြီးကုန်ကြပြီပဲရှင်တို့အမေရောနေပြန်ကောင်းသွားရည်လားဒီစကားကြတော့စာကလေးမောင်နှီးစီခမမျက်ရည်တွေဝေးတက်လာပါတယ်3 ရက်လောက်ကြာတော့အမေလေးဆုံးသွားတယ်ခမအမေရောနေကောင်းရည်လားကျမအမေလားကျမအမေကအဲ့ဒီညမှာပဲဆုံးသွားခဲ့တာပါအဲ့ဒီနေ့ကကျွန်တော်အမေနဲ့နောက်ဆုံးနေခဲ့ရတဲ့နေ့ပေါ့အမေမရှိတော့တဲ့နောက်အားလုံးကကျွန်တော်ကိုစွန့်ခွာသွားကြတယ်ကျွန်တော်ကငေးသေးပေမယ့်ဘဝအခြေအနေတွေကကျွန်တော်ကိုလူကြီးမြတ်မြတ်ဖြစ်အောင်ဖန်တီးပေးလိုက်တာပဲအမေဆုံးပြီးတဲ့နောက်ကျွန်တော်အိမ်ဆောက်တက်လာတယ်အစာရှာတက်လာတယ်အဲ့ဒီအတွက်လည်းအကုန်လုံးကိုတင်ယူခဲ့ရတယ်ကျမလည်းရှင်နဲ့အတူတူပါပဲမေမရှိတော့တဲ့ရက်ပိုင်းအတွင်းမှာပဲမလောက်တတ်တာမရှိအောင်အကုန်တင်ယူခဲ့ရတယ်ပြီးတော့ဒီတော့အုပ်တွေမှာကိုကလွေပြီးကိုဘက်မှာဘယ်သူမှမရှိဘူးဆိုတာလေးနားလေလာခဲ့တယ်လူတိုင်းမှာကိုဒုက္ခနဲ့ကိုမလို့အခြားလူရဲ့ဒုက္ခကိုမျှဝေခံစားပေးမိသူဆိုတာမရှိကြအောင်လာကျွန်တော်ရင်ကိုလိုက်ပြမယ်ကျမမနဲ့ဖန်ပါလာခဲ့မင်းဒီနေ့ကျမအိမ်ခေါင်မှုပြင်ရအောင်မမို့လို့ပါအဲ့ဒီနောက်ကိုနေစီကလည်းဂူဒီယာကိုထင်းစီကူမပေးပြီးတော့ဂူဒီယာကလည်းထွက်သွားပါတယ်အမေမရှိတော့တဲ့နောက်ပိုင်းပထမဆုံးအချိန်ကိုနဲ့ဘဝတူရဲ့သူကိုတွေ့လိုက်ရတာပဲသူလေးငါလိုပဲဝမ်းနေစရာတွေနဲ့ဖြစ်နေတာပါလားဂူဒီယာကလည်းသူ့ရဲ့အိမ်ခေါင်မှုကိုပြင်လိုက်ပါတယ်အဲ့ဒီညကမိုးတိထန်စွာရွာသွန်းခဲ့ပေမယ့်ဂူဒီယာလေးကတော့အိမ်ထဲမှာလုံလုံခြုံခြုံရှိနေခဲ့ပါတယ်သူမှာအစာရည်စားလေးအပြည့်အစုံပါမရှိတာဆိုလို့အမေဘေးရှိပါတယ်ဘယ်တော့မှပြန်မရနိုင်တော့ပေမယ့်အမြဲတမ်းလွမ်းစော်တန်တနေရမေးအမေကလွေလို့ပေါ့နောက်တနေ့ဂူဒီယာတော်လေးကထွက်လာတော့ဟိုငှက်ကလေးနဲ့ပြန်ဆောင်ပါတယ်ရှင်ကကျမနာမည်ကိုသိပေမယ့်ရှင်နာမည်ကိုတော့မပြောရသေးဘူးနော်ကျွန်တော်နာမည်ကကိုနှင်းစီပါကိုနှင်းစီတယ်လားနာမည်လေးကသိလာတာပဲဂူဒီယာကျွန်တော်တို့နှစ်ယောက်အချင်းချင်းဖေးမကူညီဒုက္ခတွေနေတဲ့နေအောင်လျှော့ကြရအောင်နော်အမေကမှားခဲ့ဘူးလေအသက်ရှင်ဖို့မျှော်လင့်ချက်ကိုဘယ်တော့မှမဆုံးလို့ရဘူးတဲ့တကယ်လားကျမအမေကလည်းအဲ့ဒီလိုပဲမှားခဲ့တာပါသမီးလေးတဲ့အသက်ရှင်ဖို့အတွက်မျှော်လင့်ချက်ကိုဘယ်တော့မှမဆုံးလို့နဲ့တဲ့အဲ့ဒီနောက်ကိုနေစီကဂူဒီယာကိုသူ့အိမ်ကိုခေါ်သွားပြီးတော့သူတို့နှစ်ယောက်အတူတူနေထိုင်ကြပါတယ်ရန်နေခဲ့ကြတော့သူတို့အိမ်လေးတွေမှာကြီးကြီးကြကြငှက်တန်လေးတွေနဲ့စီကားလာပြီးတော့ဘဝရဲ့မျောလင့်ချက်ရောင်ကြီးလေးတွေကပေါ်ထွန်းလာခဲ့ပါပြီအခုဆိုဂူဒီယာကလည်းခလျက်မီဖြစ်နေပါပြီကိုနေစီကလည်းအဖေတယောက်ဖြစ်လာခဲ့ပါပြီရှီလျာတွေဝမ်းနေမှုတွေပြီးဆုံးသွားတဲ့နောက်မှာတော့အခုတော့ပျော်ရွှင်ခြင်းတွေကသူတို့ရဲ့ကံကြမ္မာအသေးဖြစ်လာခဲ့ပါပြီတို့ကြီးတွေမှာသူတို့မိသားစုလောက်ပျော်ရွှင်တဲ့သူရှိလိမ့်မယ်လို့တော့မထင်တော့ပါဘူးရှင်
တငယ်ချင်းလေးတို့ရေအဲ့ဒါကြောင့်ဘဝမှာဆင်းရဲချမ်းသာအနေအမြင့်ဆိုတာရှိစမြဲပါနော်ဒါပေမဲ့ဂုဒီယာမေပြောခဲ့တယ်လို့ပဲအသက်ရှင်နေထိုင်ဖို့အတွက်မျော်လင့်ချက်ကိုတော့ဘယ်တော့မှလက်မလွတ်ကြပါနဲ့နော်အခုပြောပြခဲ့တဲ့ပုံပြင်လေးကိုတိုင်းနေတတ်တယ်ဆိုရင်တော့လိုက်လေးပေးသွားဖို့မမေ့ပါနဲ့နော်ပုံပြင်လေးကနေသင်ခန်းစာတစ်ခုကိုရရှိခဲ့ပြီဆိုရင် channel လေးကို subscribe လေးလုပ်သွားပါနော်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ပုံပြင်တွေကိုနောက်ထပ်တင်ဆက်ပေးအောင်မလို့ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ရေးသားခိုးတဲ့ကြီးကန်းနဲ့မော်နာရီတစ်အားလုံးပဲမင်္ဂလာပါတကယ်ချင်းတို့ရေငက်ကလေးတို့ရေ Sunbird Story ကာတွန်း channel လေးကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ်ငက်ကလေးများရေးစိတ်ဝင်စားစရာကာတွန်းလေးတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့လို့ subscribe လေးနှိပ်ပြီးတော့အားပေးခဲ့ပါအောင်နော်ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုခုပဲစတင်လိုက်ပါပြီထတော့ကိုကလူသူများတွေကအစာရှာထွက်ကုန်ကြပြီရှင်တယောက်တည်းအခုဒီအိတ်နေတော့ထသွားပြီးတော့အစာသွားရှာကြည့်အစာရှာစရာဘာလို့လဲကွာတခြားငှက်တွေစီကနေတောင်းစားလိုက်မှာပေါ့အခုဘေးငှက်ကမှကျမတို့ကိုအစာမပေးတော့ဘူးမနေ့ကကျမတောင်းစားဖို့သွားတာဟိုကကျမကိုပြန်ပြီးတော့ပြောလှလိုက်တာရစရာကိုမရှိဘူးဒီနေ့တော့ရှင်ကိုယ်တိုင်အစာသွားရှာမှဖြစ်မယ်အေးပါသွားပါမယ်ဟာနေရတော့လေငါ့ကိုအေးဆေးဆေးအိတ်ခွင့်တော့မပေးဘူးကြီးကလူကလည်းစိတ်တိုးတိုးနဲ့အိမ်ကနေထွက်လာပါတယ်သူကဟိုဒီပြန်ကြည့်တယ်ဒါပေမဲ့ဘေးနေရာမှာအစာမရပါဘူးတခြားငှက်တွေကဘေးကနေအစာတွေကိုရှာကြတာပါလေငါကြတော့ဒီတော့ထဲမှာဘယ်တော့မှအစာရှာမတွေ့ပါလားဒီလိုနဲ့ကာလူကလည်းပြန်ရင်တောနဲ့ထဲကိုရောက်သွားပါတယ်တောနဲ့ထဲတနေရာကိုရောက်တော့တယောက်ရှိုက်ကြီးတငယ်ငိုနေတဲ့အတန်ကိုသူကြားလိုက်ရပါတယ်သူကလည်းဆက်ဆူဆူနဲ့အတန်လာရဘက်စီကိုလိုက်သွားတာပေါ့ဒီလိုနဲ့တစ်ပင်တစ်ပင်အောက်မှာစုံမကြီးတယောက်ပိတ်မိနေတာကိုသူမြင်လိုက်ရပါလေရောစုံမကြီးကလည်းကာလူကိုမြင်တော့လှမ်းပြီးတော့အကူအညီတောင်းပါတယ်ငါ့ကိုကူညီပါဦးကြီးကလေးရဲ့ငါ့ကိုဒီတစ်ပင်ထဲကနေဆွေးထုတ်ပေးပါဦးခမရစုံမပဲခမရပါသာဒီတစ်ပင်ထဲကနေပြန်ထွက်နိုင်တာပဲကိုငါရဲ့မှော်ထုတ်တယ်မရှိပဲငါဘာမှလုပ်လို့မရဘူးဒီနာတဝိုင်းလိုက်ရှာပေးကြည့်စမ်းပါငါရဲ့မှော်နေထံကိုနင်းတွေးလိုက်မယ်ကျွန်တော်ကခမ ्या ကိုပါလို့ကူညီရမှာလေအခုတော့ကျွန်တော်အချိန်တွေပုတ်ကုန်ပြီကျွန်တော်အစာရှာရအောင်ပါဗျနေငါ့ကိုကူညီစရာရှိတာကူညီလိုက်စမ်းပါဟေးအပြန်အလှန်အနေနဲ့နေဘတော်မှအစာရှာစရာမလိုတဲ့ပစ္စည်းတစ်ခုကိုငါပေးမယ်အစာကနင်းစီကိုအလိုလိုရောက်လာစေရမယ်ဟောဒီလိုဆိုရင်တော့ဟုတ်ပြီလေကျွန်တော်ခမရဲ့မှော်နေတန်ကိုအခုပဲရှာပေးမယ်ကာလူကလည်းဟိုဒီလိုက်ရှာကြည့်ပါတယ်အဲ့ဒီနောက်မြေကမ်းဘေးတနေရာမှာစုံမကြီးရဲ့မှော်နေတန်ကိုတွေ့သွားပါတယ်ကာလူကလည်းအဲ့ဒါကိုယူသွားပြီးတော့စုံမကြီးစီကိုပြန်ပေးလိုက်တာပေါ့စုံမကြီးကလည်းမှော်အစွမ်းနဲ့သူညက်နေတဲ့တပင်ကြီးကနေပြန်ထွက်လာပါတယ်ခမ ्या ကတိကိုမမေ့နဲ့နော်အေးပါမှတ်မိပါတယ်အဲ့ဒီနောက်ဆုံးမကြီးကဂါထာမန်တန်တပုတ်ကိုရွတ်လိုက်တာနဲ့တွေးလိုက်ရုံနဲ့အလုတ်ဖြစ်မိကြိုတက်နိုင်တလုံးကဝါခဏီပေါ်လာပါလေရောရော့တာမှော်နိုင်ပဲဒီကျိုးကိုကင်ပြီးတော့နိုင်ကိုဘသူရှိမှမစိုးလှုပ်ပြလိုက်တာနဲ့အဲ့ဒီလူကနေရဲ့အမိတ်အောက်ကိုရောက်သွားလိမ့်မယ်ပြီးရင်နေခိုင်းကျင်တဲ့အလုပ်ကိုအဲ့ဒီငက်ကိုခိုင်းလို့ရပြီဆုံးမကြီးကလည်းအဲ့ဒီနိုင်ကိုကာလူလက်ထဲကိုထေးပေးပြီးတာနဲ့မျက်စိတမဲ့အတွင်းပျောက်ကွယ်သွားပါတယ်ကာလူကလည်းအပြော်လုံးဆုပ်ပြီးတော့အိမ်ပြန်လာခဲ့တာပေါ့အပြန်လမ်းမှာတော့အတိုက်ထဲနားနေတဲ့ခိုးတကောင်နဲ့တွေ့ပါတယ်မင်းအစာရခဲ့လားမရသေးပါဘူးကွာပင်ပန်းလို့ပြန်လာနားနေတာဒီပေမဲ့ကိုစင်းကတော့အစာရလာတယ်ဟုတ်လားဒါဆိုတော့သူ့စီကအစာတွေကိုငါအတွက်သွားယူခြင်းငါကဘာလို့အဲ့ဒီလိုလုပ်ရမှာလဲကာလူကမော်နိုင်ကျိုးကိုကင်ပြီးတော့ကိုဖြူရဲ့မျက်စိရှေ့မှာရမ်းပြလိုက်ပါတယ်နားထောင်ငါကမင်းရဲ့သခင်
မင်းကငါရဲ့ကြောင့်ငါပြောရမှန်သမျှကိုမင်းလုပ်ရမယ်ကိုဖြူကလည်းနိုင်ရိပ်မော်ဆွမ်းကြောင့်ကာလူရဲ့အမိန့်အောက်ကိုရောက်သွားပါတယ်အမိန့်ရှိပါသခင်တွားကိုစိန်ရဲ့အစာတွေအကုန်တွားယူလာခဲ့တကယ်လို့သူကမပေးဘူးဆိုရင်သူ့ကိုကောင်းကောင်းရိုက်နဲ့ဆုံးမခဲ့အမိန့်တော်အတိုင်းပါသခင်စကားဆုံးတာနဲ့ကိုဖြူကလည်းတဟုန်ထိုးပြန်သွားပြီးတော့ကြက်တူရဲ့ကိုစိန်ရဲ့အတိုက်စီကိုရောက်သွားပါတယ်မင်းရဲ့အစာတွေငါ့ကိုပေးကိုဖြူရဲ့ခမအစာမရသေးဘူးဆိုရင်ကျုပ်နေနေခွေးပေးပါမယ်မရဘူးငါ့ကိုမင်းရှာထားသမျှအစာတွေအားလုံးတတိတွေကိုပါအကုန်ပေးဘာလို့လဲဗျာမြန်ပေးသခင်ကြီးကလူကဗိုက်ဆာနေပြီကိုဖြူရအဲ့ဒီကလူကပြင်းနေနေရမှာနံပါတ်1လေဗျာခမည်းစီအစာလာတောင်းတာနေမှာပေါ့လာပါကျုပ်တို့နှစ်ယောက်ကာလူစီကိုသွားပြီးတော့သူ့ကိုပညာသွားပေးကြမယ်မင်းကငါသခင်ကိုပညာပေးမယ်ဟုတ်လားမင်းကငါအသက်ရှင်ခွင့်တော့မပေးဘူးမှတ်ဒီလိုနဲ့ကိုဖြူကလည်းကိုစိန်ကိုအကြီးအကျယ်ရိုက်နှက်ပြီးတော့ကိုစိန်ရှာထားသမျှအစာတွေအကုန်လုံးကိုယူသွားပါတယ်ကိုစိန်ခမဝမ်းနေလို့ရှိုက်ကြီးတငယ်ငိုကြံနေကိရှာပါတယ်ကိုဖြူကြီးဘာဖြစ်သွားတာလဲကာလူကိုများတခင်နဲ့ခေါ်နေပါလားကိုဖြူကအစာနဲ့တတိတွေအကုန်လုံးကိုယူသွားပြီးတော့ကာလူစီကိုတန်မန်သွားလိုက်ပါတယ်ရှော့ဒီမှာတခင်ကြီးအတွက်မင်းကတော်တော်အလုပ်ဖြစ်တဲ့ကောင်ပဲမင်းကတကယ့်ကိုကြော်ကောင်းတယောက်ပဲကဲဒီအစာတွေအကုန်ငါ့အိမ်ကိုတေးသွားတော့အမိန့်တော်အတိုင်းပါသခင်ကိုဖြူကအစာနဲ့တတိတွေအကုန်လုံးကိုတေးပြီးတော့ကာလူနဲ့အတူသူ့အိမ်ကိုလိုက်သွားပါတယ်ကာလူအိမ်မှာအစာတွေချပေးပြီးတာနဲ့ကိုဖြူကပြန်ထွက်သွားတာပေါ့ဟာအစာတွေရောတတိတွေရောအများကြီးပါလားကော်ရီကအစာတွေအများကြီးကိုမြင်လိုက်ရတော့ပျော်သွားပါတယ်ဟာမိုင်းလိုက်တာအစာတွေရောတတိတွေရောအများကြီးပဲဒါရီယာကောင်ရှင်ပေကနေရလာတာလေကိုကာလူကကော်ရီကိုစုံမကြီးအကြောင်းကိုအကုန်ပြောပြလိုက်ပါတယ်ကျမသိတာပဲကျမရဲ့ရွှေလင်းတော်ကိုကာလူဟာအသားမေးဗဒမြားကြီးလေးပါဆိုအခုတော့အစာအတွက်ပူစရာမလိုတော့နေ့တိုင်းအစာကောင်းကောင်းစားရတော့မယ်ငှက်တကောင်ခေါင်ကိုကျုံလုပ်ပြီးတော့ကျမတို့ခိုင်းချင်တာခိုင်းလို့ရပြီအဲ့ဒီနောက်တော့လေမြားနှကောင်သားကိုစင်းစီကရလာတဲ့အစာတွေကိုအရသာရှိစားတော့ကြပြီးတော့သဘောကျစွာအားရနေကြပါတယ်ဟဲပရီလို့မော်လို့ပေါ့ကျတူရဲ့ကိုစင်းကတော့ငိုယိုပြီးတော့စာကလေးမလေးဝါစီကိုရောက်လာပါတယ်ဝါရေဝါဒီနေ့ကိုဖြူကြီးကငါ့ကိုတေးအောင်ရိုက်သွားတယ်ဟေးငါ့ကိုတော်တော်လေးကိုနှိပ်စက်သွားတာဗျနေစမ်းပါအောင်ကိုစင်းရဲ့ကိုဖြူကဘာလို့ဒီလိုလုပ်ရတာလဲသူပြောတာကတော့အစာရေမြန်ပေးတယ်တခင်ကြီးကာလူကိုပေးရမယ်တဲ့အဲ့ဒါနဲ့ငါကလေကာလူကိုသွားပြီးတော့ပညာပေးကြမယ်လို့ပြောလိုက်မိတယ်သူကဘာကိုစိတ်ကောက်သွားလဲမသိပါဘူးငါ့ကိုကောက်ကငင်ကထားရိုက်တော့တာပဲကာလူကသူ့ကိုချင်းချောက်ထားတာနေမှာပါမဟုတ်ရင်သူကကာလူကိုဘာကိစ္စတခင်လို့ခေါ်ရမှာလေရှင်ဘာမှမပြောနဲ့တော့ကျမတို့နှစ်ယောက်ကိုဖြူကိုနားဝင်အောင်တွားပြောပြကြတာပေါ့လောလောဆယ်ငါ့မှာတော့စားစရာဆိုလို့စံတစိတောင်မရှိတော့ဘူးငါအခုဘာစားရမလဲဘာမှပူမနေနဲ့ကျမဒီနေ့အစာနည်းနဲ့ပို့သေးလာတယ်ကျမစီကအစာနည်းနဲ့ယူသွားလိုက်ပါပြီးတော့ဝါကသူယူလာတဲ့အစာတွေကိုထုတ်ပြီးတော့အဲ့ဒီအထဲကနေအစာနည်းနဲ့ကိုစိန်စီကိုခွေးပြလိုက်ပါတယ်ရော့ဒါရှင်ယူသွားလိုက်ကျေးဇူးတင်ပါတယ်ဝါရဲ့ဒီနေ့နေသားအစာမပေးရင်ငါတော့ဗိုက်စာပြီးတော့တေးရကြည့်ရဲ့ကိုစိန်ကလည်းအစာယူပြီးတာနဲ့အဲ့ဒီကနေသူ့အတိုက်စီကိုပြန်သွားပါတယ်သူကလည်းရလာတဲ့အစာလေးကိုတင်းတိမ်အောင်စားပြီးတော့အိပ်ပျော်သွားပါတယ်ကိုကလူဟိုစာကလေးမလေးရဲ့အတိုက်ထဲမှာအရန်ချိုတဲ့တရသီးတွေရှိတယ်မနေ့ကကျမသွားတောင်းတော့ကိုဘာသာသွားခူစားဆိုပြီးတော့ပြောလိုက်တယ်မနေ့ပန်ကြရင်တကောင်ကောင်ကိုခိုင်းပြီးတော့သူ့စီကတရသီးအိတ်ကိုလူခိုင်းလိုက်နော်နေဘာမှပူမနေနဲ့
မနေ့ကကြာရင်ငါစိမ့်စီသွားပြီးတော့သူ့ကိုပြူစားလိုက်မယ်အဲ့ဒီချစ်တူတွေကစာကလေးမလေးနဲ့တငယ်ချင်းအရင်ကြီးနော်တော်ကြရှင်ပြူစားလို့မရဘဲနေပါမယ်ဒီနိုင်ရဲ့မော်ဆွမ်းကတကယ်ပြင်းတာကွာနင်းစောင့်ကြည့်နေလိုက်ငါအဲ့ဒီချက်တူတွေကိုပြူစားလိုက်တာနဲ့သူကငါခိုင်းသမျှအကုန်လုံးစေရမယ်ဒီနေ့တော့ဟိုကောင်ငါဖြူကငါစကားနားထောင်ပြီးတော့အဲ့ဒီချက်တူရဲ့စီကအသီးတွေကိုအတင်းရှူလာပေးသလိုမျိုးပေါ့အဲ့ဒီလိုပဲမနေ့ကကြာရင်ငါတို့နှစ်ယောက်တရသီးချွတ်ချွတ်လေးတွေကိုစားကြမယ်နော်အကြံပတ်ဆက်တဲ့ကာလူနဲ့ကော်ရီတို့ကြီးကန်းလေးများနှကောင်စလုံးဟားတိုက်ပြီးတော့အာရပါရရီမောနေကြပါတယ်ကဲတငယ်ချင်းလေးတို့ရေဒီပုံပြင်လေးရေနောက်ဆက်တွဲကိုကြည့်ရှုဖို့အတွက်စောင့်မျှော်ပေးကြပါဦးနော်အခုပြောပြခဲ့တဲ့ပုံပြင်လေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့လိုက်လေးပေးသွားဖို့မမေ့ပါနဲ့နော်ပုံပြင်လေးကနေသင်ခန်းစာတစ်ခုကိုရရှိခဲ့မယ်ဆိုရင် channel လေးကို subscribe လေးလုပ်သွားပါနော်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ပုံပြင်တွေကိုနောက်ထပ်တင်ဆက်ပေးအောင်ပါမို့လို့ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်တဘောထားကြီးတဲ့စာကလေးမလေးအားလုံးပဲမင်္ဂလာပါတငယ်ချင်းတို့ရေငယ်ကလေးတို့ရေ Sunbird Story ကာတွန်း channel လေးကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ်ငယ်ကလေးများရေစိတ်ဝင်စားစရာကာတွန်းလေးတွေကိုနေ့စဉ်တင်ဆက်ပေးမှာမလို့ subscribe လေးနေပြီးတော့အားပေးခဲ့ပါအောင်နော်ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲစလိုက်ကြရအောင်ပါစတာကလေးမလေးပေါ်မှာသမီးလေး9ကောင်ရှိပါတယ်ဒါကြောင့်မေရခမဖြစ်သူကရန်ရှာပြီးတော့ဝါဝကိုအိမ်ကနေနှင်းချလိုက်ပါတယ်မမေရေတကောက်ဖွင့်ပေးပါဦးတကောက်ဖွင့်ပါဦးမမေရေသမီးလေး9ကောင်နဲ့ကျမပေးသွားရမလဲတကောက်ဖွင့်ပါဦးမမေရေနေသမီးတွေတွေ့ဖို့ငါမှအစာမရှိဘူးနေစရာလည်းမရှိဘူးသွားထွက်သွားကြဒီတကောက်ကိုလေနေတော့တဲ့တောင်မှဖွင့်ပေးမယ်မထင်နဲ့တနာစရာကောင်းနေဝါဝခမရှက်ကြီးတငယ်ကိုယူပြီးတော့သူ့သမီးလေး9ကောင်ကိုခေါ်ပြီးမတိမကျွမ်းတဲ့ခီးလန်းတစ်ခုကိုထွက်လာခဲ့ပါတယ်ညကမှောင်လေးကအေးနေပြန်တဲ့ရအောင်တော်တော်လေးကိုခက်ခဲနေတာပေါ့အမေကရှေ့ကပြန်သမီးတွေကနောက်ကလိုက်လို့ပေါ့ဝါဝါကသူ့ရဲ့သမီးလေး9ကောင်နဲ့တော်တဲ့ကကျက်တူရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်ကိုကျက်တူရဲ့တကောက်ဖွင့်မအောင်ကျမဒုက္ခရောက်လာလို့ပါကိုကျက်တူရဲ့ဒါဝဝရဲ့အတန်ပဲဘာဖြစ်လာတာလဲသွားကြည့်လိုက်ပါဦးကျက်တူရဲ့ကလည်းအချင်းတွေကိုသိရအောင်လို့တကောက်ဖွင့်ကြည့်လိုက်ပါတယ်ဟာဝဝဒီအချင်းကြီးသမီးတွေကိုပါခေါ်ပြီးတော့ဘာကိစ္စလဲဟာဘေးသွားကြမလို့လေကိုကျက်တူရဲ့ကျမတို့ကိုကူညီပါဦးဒီတညလောက်တော့ဒီမှာပေးသေးပါနော်ရခမကြီးကကျမတို့ကိုအိမ်ကနေမောင်းထုတ်လိုက်လို့ပါညကလေးနဲ့ရာသီဥတုကလည်းအေးနေကျမဒီကလေးတွေကိုခေါ်ပြီးတော့ဘေးသွားရမှန်းမသိတော့လို့ပါရှင်ခဏလေးနော်ငါအခုပြန်လာခဲ့ပြီကျက်တူရဲ့ကလည်းအိမ်လေးကိုကြပြကြရောက်ပြန်ဝင်သွားပါတယ်မိမကြီးဝါဝါကသူနဲ့အတူသူ့သမီး9ကောင်တောင်ပါလာတာဟေ့သူ့ရောက်ခမကမောင်းထုတ်လိုက်လို့တဲ့အဲ့ဒါဒီမှာတညတေးပေါ်အတွက်ခွင်တောင်းနေကြတယ်အဲ့ဒီလိုမဖြစ်ဘူးလေယောက်ျားရဲ့ဒီအိမ်မှာကျမတို့နှကောင်နဲ့တင်ကြမ်းညံ့နေပြီလေဝါဝါတကောင်လေးဆိုတော့သေးတယ်အခုကသူ့သမီး9ကောင်တောင်ပါလာတာဆိုတော့သူတို့ကိုဘေးနားသွားထားမလဲပြီးတော့ဒီမှာတင်းမေဆိုတာကလေဘီနေ့ရကြမယ်မမမသိတာကျက်တူရေကလေတကားဝါစီကိုပြန်ထွက်လာပါတယ်ဝါဝါရေဒီအိမ်မှာကအတိုက်တစ်ခုတည်းရှိတာငါတို့တောင်မှမနေနေရတယ်ဟိုဘက်အိမ်ကကြီးကန်းတွေစီကိုသွားလိုက်ပါလားကြီးကန်းတွေကအဲ့ဒီလောက်လေသဘောထားမဆိုးပါဘူးကိုကျက်တူရေကျမလည်းရှင်ကူညီမေထင်လို့မျောလေးချင်းနဲ့လာတာပါစိတ်မကောင်းပါဘူးဝါဝါရေငါလေးတော်တော်ချမ်းနေပြီအဲ့ရဝင်တော့မေစကားဆောင်တာနဲ့ကျက်တူရေကလည်းသူ့အိမ်တကားကိုသူပိတ်ပြီးတော့ဝင်သွားပါတယ်ဝါဝါခမခဏကြောင်ငိုင်းနေပြီးမှနည်းနည်းချင်းဆိုင်အိမ်ကိုသွားပြီးတော့တကားခောက်လိုက်ပါတယ်အဲ့ဒါကတော့ကြီးကန်းတွေရဲ့အတိုက်ပါအားလုံးသိကြတဲ့အတိုင်းကြီးကန်းတွေကအစကတည်းကသဘောထားဆိုးကြတာလေဘသူ့ကိုများကူညီဘူးတာရှိလို့လေဟုတ်တယ်မဟုတ်လားကိုကလူရေကိုကလူတကားဖွင့်ပါအောင်ကျမတို့ကိုကူညီပါအောင်ရှင်ကာလူတကားမဖွင့်ပေးလိုက်နဲ့နော်
အဲ့ဒါဟိုစာကလေးမဝါဝါပဲသူ့ကလေးခုနှစ်ကောင်နဲ့အိမ်ကနေအမောင်းချခံရလို့ညနေကလေးကနေစရာလိုက်ရှာနေတာဟေးဒီအိမ်မှာဘယ်သူမှမရှိဘူးသွားနေရဘယ်သူမို့လို့ငါတို့ကကူညီရမှာလဲဝါဝါကလည်းစိတ်ပြက်လက်ပြက်နေထွက်လာခဲ့ရပြန်ပါတယ်ခိုးကလည်းဝါဝါတို့စာကလေးသားမီးတွေကိုသူ့အိမ်ဘက်ကိုလာနေတာကိုမြင်တော့ပတင်းပေါက်ကိုချက်ချင်းပိတ်ချလိုက်ပါတယ်ပင်ပန်းရွယ်နေတဲ့ဝါဝါခမသမီးတွေကိုခေါ်ပြီးတော့တပင်အောက်မှာဝင်နားလိုက်ပါတယ်မေမေသမီးတို့တွေအေးပြီးတော့တရားတော်မှာလာရင်မေမေသမီးတို့အားလုံးဖျားသခင်စီအတူတူရောက်သွားရင်ကောင်းပြီနော်မေမေဒါဆိုမေမေငိုနေတာကိုသမီးတို့မမြင်ရတော့ဘူးပေါ့မဟုတ်တာတွေမပြောကြပါနဲ့သမီးလေးတို့ရေမေမေကသမီးတို့ကိုဒီလိုအေးရင်းညမှာအမိုးကတောင်မပေးနိုင်နဲ့အမေဆိုးပါကွယ်မေမေကိုခွတ်လို့ကြပါသမီးတို့ရေခွတ်လို့ကြပါမလန်မကန်ကအတိုက်သေးမှထိုင်နေတဲ့တောငှက်ကလေးတစ်ကောင်ကဝါဝါတို့သားမီတစ်ပင်အောက်ကိုရောက်နေတာမြင်တော့ဆင်းလာခဲ့ပါတယ်အမရေကျမအတိုက်ကတစ်ကိုင်း6တွင်နဲ့လှုပ်ထားရတာမို့လို့ပါတစ်သားအိမ်သားဆိုရင်ကလေးတွေကိုအေးမခံခိုင်းပါဘူးအဲ့ဒါကြောင့်ဒီမီးချစ်ကိုယူထားလိုက်ပါရှင်မီးဖို့ပြီးတော့လှုံးလိုက်ကြနော်ဒါမှအချမ်းသက်တာမှမဟုတ်ရင်ကလေးတွေကဖျားကုန်လိမ့်မယ်ညီမလေးရေအမတို့သားမီးတွေပေါ်မှာကျေးဇူးကြီးမားလာပါတယ်ဝါဝါကမီးချစ်ကိုယူပြီးမီးဖို့လိုက်ပါတယ်ဝါဝါရဲ့သမီးလေးခုနှစ်ကောင်ကလေးသူ့ရဲ့မင်းနောက်ဝိုင်းထားလိုက်ကြပါတယ်အခုတော့သူ့သမီးလေးတွေအေးတန်ကနေလုံခြုံသွားပြီဆိုပြီးဝါဝါကလေးဝမ်းသာသွားပါတယ်ဒီလိုနဲ့ပဲမီးလုံရင်တကောင်နဲ့တကောင်မီးအိပ်ရင်နဲ့ညတညကိုခက်ခဲဖြတ်ကျော်လိုက်ရပါတယ်မနေ့ရောက်တော့ဝါဝါကသူ့သမီးတွေကိုခေါ်ပြီးခရီးဆက်ထွက်လာခဲ့ပါတယ်ဒီလိုနဲ့ပဲသူတို့သားမီးတွေဒီတအုပ်ကနေတခြားတအုပ်တစ်ခုစီကိုရောက်သွားကြပါတယ်တောအုပ်တစ်ကိုရောက်တော့ဝါဝါကသူ့သမီးတွေကိုတနေရာမှာခဏနားခိုင်းထားတာပေါ့သမီးတို့ဒီမှာထိုင်ဆောင်ကြနော်မေမေညာရီဖို့အတွက်နေရာသွားရှာလာအောင်မေမေသမီးရာကြီးပဲညီမလေးတွေကိုသမီးကြည့်ထားလိုက်မေနော်မေမေစိတ်ချလက်ချသွားပါဝါဝါကလေးနောက်ဆက်တင်မနေတော့ပဲတော်ရီကိုပြန်တန်းသွားပါတယ်သူပြန်ရင်နဲ့အတရက်နံတွေပေါ်များလာတဲ့တောတစ်ခုကိုရောက်သွားပါလေရောဟာပျော်စရာကြီးပဲဒီမှာသာအတိုက်ဆောက်ပြီးနေလိုက်ရရင်ငါတို့ဘဝလေးအေးချမ်းပြီဝါဝါကလေးဒီနေရာမှာပဲအိမ်ဆောက်ဖို့စဉ်းစားလိုက်ပါတယ်တကိုင်း6တွေကိုရှာဖို့ဟိုဘက်ကိုသွားကြည့်တော့လူတွေပြစ်သွားတဲ့အိမ်အိုကြီးတစ်လုံးကိုတွေ့လိုက်ရပါလေရောသူကတကားဖွင့်ပြီးအထက်ကိုဝင်ကြည့်တော့ဘယ်သူမှမရှိပါဘူးဒါနဲ့အထက်ကိုဝင်သွားပြီးတမြန်စီးကိုယူကတန်ရှင်းရိလောက်တော့တာပေါ့အိမ်ကိုအသေးအချာတန်ရှင်းရိလောက်ပြီးတော့မှသူ့သမီးတွေကိုသွားခေါ်လိုက်ပါတယ်သမီးတို့ရေမိမိနောက်ကနေမြန်လိုက်ခဲ့ကြဝါဝါကလည်းသမီးတွေကိုအဲ့ဒီအိမ်စီကိုခေါ်သွားလိုက်ပါတယ်ကဲသမီးတို့ရေအခုအမေတို့တွေကဘာမှပူစရာမလိုတော့ဒီမှာအသေးရနံလေးပေါ်တယ်နေစရာအိမ်လေးရပြီဒုက္ခတွေကလည်းအကုန်လုံးပြီးသွားပြီပေါ့ဒီလိုနဲ့ဝါဝါကလည်းသူ့သမီးတွေနဲ့အတူအဲ့ဒီအိမ်ထဲမှာပဲအေးလူနေပါတော့တယ်နောက်တစ်နေ့မှာတော့မိုးတွေကတည်ကြီးမေးကြီးရွာပြီးဝါဝါတော့အရင်နေခဲ့တဲ့တောအုပ်မှာရေကြီးပါလေရောအဲ့ဒီတောတွေကငှက်တွေအားလုံးကလည်းရေဘေးရှောင်ရင်းဝါဝါရှိတဲ့တောအုပ်စီကိုရောက်လာကြပါတယ်အခုမိုးတိတ်သွားပေမဲ့ငှက်တွေမှာနေစရာအိမ်မရှိကြပါဘူးဝါဝါရဲ့ရောက်ခမကစားလို့ကြီးကဲလိမ်မြောက်ခိုးကျက်တူရဲ့စုံတွေနဲ့တောငှက်ကလေးတော့အကုန်လုံးကတနေရာတည်းမှာပဲစုနေကြရပါတယ်ဒီလိုနဲ့ပဲညရောက်တော့အေးလာပြီးနှင်းတွေကကျလာပါလေရောကျမအိမ်ပတင်းပေါက်ကနေအကုန်မြင်လိုက်ရပါတယ်ကျမအိမ်လေးကကျမရဲ့စိတ်သဘောထားလိုပဲကျေဝန်းပါတယ်အခုအားလုံးအထက်ကိုဝင်ကြပါကျမနေစရာပေးပါမယ်ဝါဝါကလည်းအားလုံးကိုအိမ်လေးကိုခေါ်သွားလိုက်ပါတယ်အမေဖျားသခင်ကကျမရဲ့ကံဆိုးမိုးမောင်ကြနေတဲ့နေ့ရက်တွေကိုဖေရှားပေးလိုက်ပါပြီအခုကျမတို့တွေကနေစရာရသွားပြီလေအမေကမောင်းထုတ်ခဲ့ပေမယ့်တငယ်ချင်းတွေစီကတော့ဒီလိုလုံးရံမျိုးကျမမမျော်လင့်ခဲ့မိဘူးချွေးမလေးရေ
အမေတို့ကိုခွက်လို့ပါနေ့သမီးတွေကတတော်လုံးကအစာတွေကိုစားပြစ်မှကြောက်လို့အမေကမောင်းထုတ်ခဲ့မိတာပါဒီပေမဲ့ကန်တရားကအခုငါကိုနေ့ရဲ့အိမ်တကားဝစီကိုပြန်ပို့လိုက်ပြီဝါဝါကသဘောထားကြည့်တော့အားလုံးကိုစားစရာတွေကြွေးပြီးသူ့အိမ်မှာနေစရာပေးလိုက်ပါတယ်အားလုံးသိကြတဲ့အတိုင်းစာကလေးမလေးဝါဝါရဲ့စိတ်နှလုံးကငကိုလေးကအယမ်းဖြူစင်နေလေဒီဇလန်းလေးကပေးတဲ့သင်ငယ်စာကတော့တစ်ချိန်ချိန်ကြရင်ကိုယ်တိုင်ကလည်းအခက်အခဲတွေကြုံလာနိုင်တာမို့လို့အခက်အခဲတွေကြုံရတဲ့သူတွေကိုအမြဲကူညီပါတဲ့တငယ်ချင်းလေးတို့ရဲ့အခုပြောပြခဲ့တဲ့ပုံပြင်လေးကိုစိုက်နေတတ်တယ်ဆိုရင်တော့လိုက်လေးပေးသွားဖို့မမေ့ပါနဲ့နော်ပုံပြင်လေးကနေသင်ငယ်စာတစ်ခုကိုရရှိခဲ့ပြီဆိုရင် channel လေးကို subscribe လေးလုပ်သွားပါနော်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ပုံပြင်တွေကိုနောက်ထပ်တင်ဆက်ပေးအောင်ပါမလို့ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်